အပြာရောင်ကြားလေးနီလာဟိုးရှိတုန်းကထူထပ်လာတဲ့တောနက်ကြီးတစ်ခုထဲမှာအလွန်ကျမ်းမာတန်ဆွမ်းတဲ့ကြားအမဲဇနီးမောင်နှံ2ဦးရှိတဲ့တနေ့မှာတော့သူတို့စီကနေတားငယ်လေးတစ်ကောင်မွေးဖွားလာခဲ့တယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီတားငယ်လေးဟာမိဘတွေလိုအမဲရောင်မဟုတ်ပဲကောင်းကင်ရံလိုတောက်ပတဲ့အပြာရောင်ဖြစ်နေတာပါပဲမိဘတွေကသူ့ကိုနီလာလို့အမည်ပေးခဲ့ကြတယ်နီလာဟာတောထဲမှာတငယ်ချင်းတွေနဲ့ဆော့ကစားတဲ့အခါအမြဲတမ်းအားငယ်ရပါတယ်တောထဲကတရိတ်ဆန်တချို့ကသူ့ကိုကြည့်ပြီးဟဲကြည်စမ်းဒီကြားကတော့ထူးထူးဆန်းဆန်းအပြာရောင်ကြီးပါလားသူကငါတို့နဲ့မှမတူတာငါတို့အုပ်စုထဲမပါနဲ့လို့ဝိုင်းပြီးကဲ့ရဲ့ကြတာပေါ့နီလာဟာဝမ်းနဲ့လုံးလို့သူ့အမေကိုမေးခဲ့တယ်မေတားကဘာလို့သူတို့လိုအမဲရောင်မဟုတ်ပဲအပြာရောင်ဖြစ်နေရတာလဲဟင်တားကအယုတ်ဆိုးလိုက်တာတဲ့အမေဖြစ်သူကျမကြီးကနီလာကိုချုံမော်ပြီးဒီလိုပြောခဲ့တယ်တားလေးမတူညီတာဟာအယုတ်ဆိုးတာမဟုတ်ဘူးတားမှရှိတဲ့အပြာရောင်ကကဘာပေါ်မှာအရှားပါဆုံးနဲ့အလှပဆုံးအယောင်ပဲတခြားသူတွေနဲ့မတူတာဟာတားမှထူးခြားတဲ့စွမ်းအားရှိလို့ပဲဖြစ်မှာပါတနေ့မှာတော့တောထဲကိုမူဆိုးတွေရောက်လာပြီးတရိတ်ဆန်တွေကိုပိုက်ကွန်တွေနဲ့ဖမ်းဖို့ကြိုးစားကြတယ်တောထဲကတစ်ပင်တွေမြေကြီးတွေကအမဲရောင်နဲ့အညိုရောင်တွေဖြစ်နေတော့တခြားကြားတွေကပုံလို့မရပဲအလွယ်တကူအဖမ်းခံရမယ့်အခြေအနေဖြစ်နေတာပေါ့အဲ့ဒီအချိန်မှာနီလာဟာသူ့ရဲ့ထူးခြားတဲ့အပြာရောင်ကိုလုံးလေးနဲ့တောဆက်ကရေကန်ပြပြထဲမှာပုံအောင်ပြီးမူဆိုးတွေရဲ့လှုပ်ရှားမှုကိုလေ့လာခဲ့တယ်မူဆိုးတွေကသူ့ကိုရေကန်ရဲ့အစိပ်ပိုင်းလိုပဲထင်သွားကြတယ်နီလာဟာမူဆိုးတွေမထင်မှတ်ထားတဲ့အချိန်မှာရုတ်တရက်ခုန်ထွက်ပြီးဟိန်းဟောက်လိုက်တာကြောင့်မူဆိုးတွေကြောက်လန့်တကြားထွက်ပြေးသွားကြပါတော့တယ်အဲ့ဒီနေ့ကစပြီးတောထဲကတရိတ်ဆန်တွေအားလုံးနီလာကိုချီးကျူးခဲ့ကြတယ်မတူညီချင်းဆိုတာအားနည်းချက်မဟုတ်ပဲထူးခြားတဲ့အားသာချက်တစ်ခုဖြစ်မှန်အားလုံးနားလည်သွားကြပါတော့တယ်လူတစ်ယောက်ရဲ့တန်ဖိုးဟာတခြားသူတွေနဲ့တူညီနေခြင်းပေါ်မှာမူတည်တာမဟုတ်ပဲမိမိမှာရှိတဲ့ထူးခြားမှုကိုဘယ်လိုကောင်းမွန်စွာအသုံးချမလဲဆိုတာပေါ်မှာပဲမူတည်ပါတယ်